Ziza malo chilai Ko yama belo shime menti nai mala Ye yi sai nega ayat kwek ko sayan tui mi Ko yin ha belo shime me man nai mala Ken lo lo mi tat chen ming le ko leရောက်တဲ့အရာမင်းရဲ့မျက်နှာအိမ်မက်တိုင်းမင်းရဲ့အကြောင်းသာစိုးမိုးနိုင်လွန်းတဲ့အချက်ပါဒါကြောင့်ကိုသခင်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်နော်ခေါ်မယ်နော်ထွက်ပြေးလဲလို့ကိုမလို့ပါအနောက်ရှက်က အုံနောက်ထဲမှာဆွဲနေစေဆွလွန်နှလုံးသားဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်နော်ဘယ်လိုလဲမင်းလက်ခံမလားမိုက်တော့ပါဘူးဆုံးချက်ချက်လုံးလုံးချလာရဲ့သခင်စီအပြေပြန်လာမည်သခင်စီအပြေပြန်လာမည်သခင်စီအပြေပြန်လာမည်အချစ်ကလေးစီပန်းကြံတွေရဲလေလမ်းလျှောက်ရဲ့အလွမ်းချောက်ရောက်ခဲ့တယ်ကလေးငယ်တွေပြောမြူကစားတာငေးကြည့်နေတော့လေဒရိတ်ဆန်ယုံပဲလေအားတိုင်းစိတ်ညစ်ပြောက်မလားလို့ချစ်သူတွေဆုံးတွေများစွာအားကြရှိခိုင်စိတ်ထဲကိုဝင်ရောက်လာအတိတ်ကဇာတ်ကြောင့်ချစ်လို့မဝပါစကားများလည်းပြောလို့မပြီးပါအပြုံးမှန်းလည်းပွင့်လို့မဆုံးပါဒါကြောင့်ကိုရင်ဖွင့်ကားရဲ့အစင်တဲ့ဝင်လာခဲ့ဝင်လာလဲဟောတော့ငါဖြစ်ပြသမျှဟာနမ်းပြီးရင်နမ်းလို့မဝခင်အိမ်မက်မှလာငါနိုးသလိုဒါကြောင့်ကိုရင်နဲ့စွာရဲ့ပြင်းတဲ့နာတွေကိုပြမမဲ့မင်းပြောင်းစီခြင်းသလားကန်တော့ပါဘူးစိတ်နှလုံးကိုတုံတုံချကားရဲ့သခင်စီအပြေပြန်လာမည်သခင်စီအပြေပြန်လာမည်သခင်စီအပြေပြန်လာမည်အချစ်ကလေးစီစိတ်တရံစားကြမှာရံကားတဲ့အကြည့်မိုက်အောင်ငုံကမျက်နာတော့တကယ်မထားတတ်အောင်မင်းဖြစ်နေပလားအရင်ဆန်တဲ့စကားတွေနာမကြောင်အဆက်တရားကင်းမဲ့စွာမင်းရင်ကိုမုံတိုင်းတစ်ခုလုံးထိုးဖောက်မွေသလားအရင်တော့ငါကိုရှိတယ်ခုများတော့အဝေးမှာမင်းဘက်ကရတ်တီစွမ်းမဲ့တယောက်ရောက်တော့ရှိနေတဲ့နဲ့ထွက်ပြေးတဲ့ကိုရဲ့အဖြစ်ပါခုတော့နောင်တရပြီလေဘယင်မထံကိုလေးပြန်လာမလေးလွမ်းမီရင်မလွမ်းစေခြင်းမှာစိတ်ညစ်ရင်မညစ်စေခြင်းမှာတန်တာတိုင်းပြည်စေရမှာဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲမင်းလက်ခံနိုင်မလားမင်းစီကြုံနိုင်မလားမလိမ်တော့ပါဘူးမကတ်တော့ပါဘူးဒုတိယနဲ့နောက်ဆုံးတစ်ခေါက်ပါပဲ